ဗုဒ္ဓဘာသာဝင်များမှာရွှေကျင်ခိုင်းစသဖြင့်ခိုင်းမျိုးကွဲနေရဘာကြောင့်ပါလဲရှင်ဗျာအဲ့လိုခိုင်းနေကွဲနေရရောဝီနည်းနဲ့ဖျားဟောနဲ့ညီညွတ်ပါလားရှင်ဗျာဒီနေရာမှာခိုင်းကွဲတယ်ဆိုတာ group လေးတစ်ခုပါပဲဗမာပြည်မှာကအယူဆကြောင့်ကွဲတဲ့ခိုင်းဟာရှားပါတယ်မှန်ပါဗျာနော်မှန်ပါထင်ရှားကြော်ကြားတဲ့ဆရာတော်ကြီးတွေရဲ့နောက်ကသူ့တပည့်အစုလိုက်နာနေထိုင်မှုပဲအဆုံးအမနဲ့ပတ်သက်ပြီးလိုက်နာနေထိုင်မှုတွေကိုကဏလို့ခေါ်တာမှန်ပါဗျာရှေးဘုရင်တွေလက်ထက်မှာတော့ကာမဝါတီရွာเจ้าမှာနေတဲ့ခိုင်းကကာမဝါတီခိုင်းမှန်ပါဗျာတောမှာနေတဲ့ခိုင်းကအရိညာဝါတီခိုင်းလို့ခိုင်းကြီးနှစ်ခိုင်းရှိတယ်ရှင်တော့မှန်ပါဗျာဒါပုဂ္ဂိုလ်ရဲ့အကျင့်အနေထိုင်ကိုကြည့်ပြီးတော့ကွဲတဲ့အကွဲခုနဝီနည်းနဲ့ပတ်သက်တဲ့ကွဲတဲ့အကွဲမဟုတ်ဘူးဗမာပြည်မှာရှိတဲ့ခိုင်းနေမှန်ပါဗျာဆရာအစဉ်ဆက်သူတို့ဆရာဆုံးမတာနောက်ကိုလိုက်တော့ပြီးတော့သူတို့ရဲ့ group အုပ်စုလေးတစ်ခုအနေနဲ့ဖွဲ့တာမှန်ပါဗျာအခုလည်းပဲတယ်လီဖုန်းထဲမှာ group ဖွဲ့တာတွေရှိတယ်ဟုတ်လားမှန်ပါဗျာရှိပါဗျာခိုင်းဆိုတာအဲ့ဒါပါပဲ group ဖွဲ့တာမှန်ပါနော်ကို group နဲ့သူ group နဲ့ရှိကြတာပဲလေမှန်ပါဗျာပြောမယ်ဆိုရင်တော့နိုင်ငံရေးပါတီတွေလည်းသူပါတီနဲ့သူရှိကြတယ်လို့မှန်ပါဗျာသို့တော့အဲ့ဒီပါတီနှစ်ခုကရမဖြစ်ဖို့တော့အရေးကြီးတာပေါ့မှန်ပါဗျာဒီတန်ဃာတွေလည်းခိုင်းနေရမဖြစ်ဖို့ပဲအရေးကြီးမှန်ပါဗျာကို group လိုက်ကိုလိုက်နာကျင့်သုံးတာကတော့အပြစ်လို့ပြောလို့မရပါဘူးမှန်ပါဗျာနော်မှန်ပါဗျာမြတ်စွာဘုရားလက်ထက်တုန်းကတော့ဒီသုတ္တနိကခိုင်းတို့အဘိဓမ္မိကခိုင်းတို့ဒီလိုမျိုးတွေလည်းရှိပါတယ်မှန်ပါဗျာခရုလိုက်လေးတွေနေကြတာဒါလူရဲ့သဘာဝပါပဲမှန်ပါဗျာခိုင်းချင်းချင်းမတည့်ပဲနဲ့ရံဖြစ်နေရင်တော့အဲ့ဒါရံဖြစ်တာကတော့အပြစ်ပဲမှန်ပါဗျာအခုလို့အမည်နာမကွဲပြားနေခြင်းကအပြစ်မရှိပါဘူးမှန်ပါဗျာစစ်တပ်မှတော့မှပဲရေဓာတ်ရှိတယ်လေဓာတ်ရှိတယ်ကြီးဓာတ်ရှိတယ်သူခရုနဲ့သူမှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာအဲ့ဒါအပြစ်မဟုတ်ဘူးလူတွေမှာလည်းပဲ association တွေအများကြီးရှိတယ်မှန်ပါဗျာကိုရက်ွယ်ကိုဒေသကိုအနေကိုအဖွဲ့အသင်းတွေအများကြီးရှိတယ်အဲ့ဒီဘောပါပဲဒီဟာမှန်ပါဗျာအပြစ်မရှိပါဘူးဒီဟာတော့ဝီနီးနဲ့လည်းဆန့်ကျင်မဲ့မရှိပါဘူး